ဝက်ချန်သမားတွေအတွက်ဟာတီရကနေပြီးတော့အသစ်ထုတ်ထားတဲ့ဒီ active series ကို try ကြည့်ပြီးသွားကြပြီလားမသုံးကြရသေးဘူးဆိုရင်ဒီ video ထဲမှာသူ့ရဲ့ texture လေးတွေ benefit လေးတွေကိုပြောပြပေးသွားပါမယ်အရင်ဆုံးအနေနဲ့ဒီဟာတီရဲ့ skin barrier cleanser လေးကကျတော့သူကအမြုပ်ထွက်တာတော်တော်လေးကောင်းတယ်သူ့ထဲမှာပါတဲ့ဒီ ingredient လေးတွေကြောင့်ဝက်ချန်ဖြစ်စေတဲ့ bacteria တွေကိုဖယ်ရှားပေးပြီးတော့အသားရည်ကိုတင်းတင်းလေးနဲ့အဆီပန်နာတွေကိုလည်းထိန်းညှိပေးတယ်နောက်တဲ့ skin balance toner ရဲ့ texture လေးကကျတော့လုံးဝအရေးကျကျလေးနဲ့ watery type ပေါ့နော်သူ့ထဲမှာပါတဲ့ဒီ ingredient လေးတွေကကျတော့ဒီလိုမျက်နှာ skin ကိုအဆိုးတက်ထိန်းပေးနိုင်မယ်ချေပေါက်ကြတာတွေကိုလည်းတက်တာစေမယ်ပြီးတော့ဝက်ချန်ကြောင့်ကြံခဲ့တဲ့အမာရုပ်တွေကိုလည်းတဖြည်းဖြည်းပါလာစေမယ်နောက်တဲ့ anti acne serum လေးရဲ့ texture ကကျတော့မပြတ်မကျက်အခြေအနေလေးတောင်းမယ်ပေါ့နော်သူ့ထဲမှာပါတဲ့ဒီ ingredient လေးတွေကြောင့်ဒီလိုမျက်နှာပေါ်မှာရှိတဲ့အဆီပိုးတွေကိုဖယ်ရှားပေးနိုင်ပြီးတော့သုံးပြီးတော့လည်းမျက်နှာလေးက glow ပြီးတော့ skin လေးကနူးနူးညံ့ညံ့လေးဖြစ်သွားမယ်ပေါ့နော် skin ရဲ့ step by step အတိုင်းပဲ serum ပြီးတော့ moisturizer လိမ့်ပါမယ်သူက cream texture လေးဆိုပေမဲ့လိမ့်ရတာစိတ်ကက်ကက်ကြီးမဖြစ်ဘဲနဲ့ lightweight ဖြစ်တယ်သူ့ထဲမှာပါတဲ့ဒီ ingredient တွေကကျတော့ဒီလိုမျက်နှာပေါ်မှာရှိတဲ့ဆဲသိတွေကိုဖယ်ရှားပေးပြီးတော့ကိုယ့်ရဲ့မျက်နှာ skin tone ကိုလည်းညီလာစေမယ်နောက်တစ်ခုကကျတော့အဆိုးဓာတ်ကိုလည်းကောင်းကောင်းထိန်းပေးနိုင်တယ်ဒီကောင်လေးကကျတော့ acne clear spot jelly ပါဝက်ချန်ထွက်တဲ့နေရာလေးတွေကိုလိုက်ပြီးတော့တိုးလိမ့်ပေးလိုက်ရုံပဲဒီတော့ဟာတီရဲ့ acne series လေးကိုမ try ကြည့်ရသေးဘူးဆိုရင်အခုပဲမြန်ဝယ်ပြီးတော့ try ကြည့်လိုက်တော့နော်bye bye